ကနေပြီးပေးတယ်ကျွန်တော်တို့ limited emo လေးကိုကျွန်တော်ပေးတဲ့အချိန်မှာကျွန်တော်တို့ဂုံဆင့်လို့ရအောင်ဒါလေးကိုတင်ပေးခြင်းဖြစ်ပါတယ်။ကဲဒီ emo လေးကတော့ကျွန်တော်တို့ limited emo ဖြစ်တဲ့အတွက်ကျွန်တော်အခုချိန်မှာယူထားမှရမှာဖြစ်ပါတယ်။ကဲဒါကြောင့်မယူတတ်သေးတဲ့လူတွေဒါလေးကိုကျွန်တော်လွယ်ကူနဲ့ခဲမဖြစ်အောင်ကျွန်တော်ဘယ်လိုယူရမလဲတစ်ချက်ပြောပြပေးမှာဖြစ်ပါတယ်။ကဲ emo လေးကတော့ကျွန်တော်အခုဟုတ်ကဲ့ဒီ emo လေးဖြစ်ပါတယ်။ no Okay ဒါတော့ကျွန်တော်တို့ခဲနဲ့မယူရဘဲနဲ့လွယ်ကူတန်းပြီးတော့ရအောင်ကျွန်တော်ယူရနေလေးကျွန်တော်အခုပြောပြပေးမှာဖြစ်ပါတယ်။ Okay အဲကျွန်တော်တစ်ချက် event လေးကိုတစ်ချက်တော့ကြည့်အောင်နော် event ရဲ့ link ကိုကျွန်တော်ဒီ video ရဲ့ description မှာပင်လေးမှာကျွန်တော်ပြပေးမယ်။အဲကနေတော့ပြီးတော့ကျွန်တော်တို့event လေးဝင်လိုက်ပါနော်။ Okay အဲကျွန်တော် event ကိုတစ်ချက်တူတော့ကြည့်အောင်ဗျ။ကဲဝီလင်းလဲကိုဝင်လိုက်ပြီဆိုတော့ကျွန်တော်အခုပြထားတဲ့ပုံစံမျိုးနဲ့တွေ့ရမှာဖြစ်ပါတယ်။ထုံးစံတိုင်း draw လက်ရမယ်ပေါ့နော်။ draw လက်ပြီးမဲ့လို့သူကပထမဦးဆုံးစလဲ draw မှာကိုပဲသူကဒီ emote ကိုတန်းပြီးတော့ပေးမှာဖြစ်ပါတယ်။ Okay အဲ့မှာကျွန်တော်အဲ့ဆိုရင်ကျွန်တော်ပထမဆုံးအခုဘာလုပ်မလဲဆိုရင်ထုံးစံတိုင်းမှာကျွန်တော် login ရင်ဝင်ရမယ်။ login ရင်ဝင်မယ်ဆိုတော့ဒီမှာlogin ဆိုတော့နှိပ်ရမယ်ပေါ့နော်။အဲ့မှာကျွန်တော် quick login ရှိပဲကျွန်တော်ကုန်းနဲ့ဝင်နေတာရှိမယ်။ Google နဲ့ဝင်တာရှိမယ်ပေါ့နော်။ကျွန်တော်ကလွယ်ကူဖြစ်သွားအောင်ကျွန်တော်ကတော့ Google နဲ့ဝင်လိုက်မယ်နော်။အဲ့မှာကိုယ့်ရဲ့အကောင့်ကိုတခြားဘန်းစာပါဖောက်ထားတာတော့စာပါပွားထားတာတော့ဖြစ်လို့ရှိရင်ဒီမှာရွေးလို့ရတယ်ပေါ့နော်။ကဲကျွန်တော်ဒီမှာကျွန်တော်ဖောက်ထားတဲ့စာပါကိုကျွန်တော်ယူရင်းတဲ့စာပါကိုရွေးလိုက်မှာပေါ့နော်။ဒါကျွန်တော်အကောင့်မှာရှိတဲ့စာပါတွေပြပေးရဖြစ်ပါတယ်။လွယ်လွယ်ကူဝင်လို့ရတယ်ဒါတွေကပုံပြီးစင်ပြေတယ်ပေါ့။ဝင်လာပြီဝင်ပြီးကျွန်တော်အပေါ်မှာကျွန်တော်ရဲ့နေပေါ်လာပြီနော်ဝင်ကြီးနေပေါ်လာပြီဒါကျွန်တော် login ဝင်လာရသွားပြီဖြစ်ပါတယ်။ကဲဒီမှာကကျွန်တော်တို့လောက်ရမှာတော့တက်ကတော့3ခုရှိတယ်။ကျွန်တော်တို့ဒီမှာတခါရှင်းလို့ရှိရင်10မှတ်ရမယ်နော်ပြီးရင်ဒီမှာကျွန်တော်တို့ login ဝင်လို့ရှိရင်ကျွန်တော်ဒီမှာ10ကရမယ်ပေါ့နော်ဒါကျွန်တော်ယူလိုက်မယ်ဆိုရင်10မှတ်ရမယ်ပေါ့နော်ကျွန်တော်က point ကကျွန်တော်တို့တခါ draw ဖို့အတွက်ဆိုရင် point 50လို့တယ် point 50ပြည့်မှာတခါ draw ရမှာတခါလှည့်လို့ရမယ်ပေါ့နော်အဲ့ဒါမှကျွန်တော်တို့ကဒီ emo ရမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ကဒီမှာနေ့စဉ်ကျွန်တော်တို့မျှဝေတာလည်းကျွန်တော်တို့10မှတ်ပဲရမယ် login ဝင်တာ10မှတ်ပဲရမယ်အားလုံးစုပေါ့ကျွန်တော်တို့မှဒီမှာကလို့10မှတ်ပဲရှိတယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီအလဲတက်ရဟာကျွန်တော်တင်သွင်းပြီဆိုတာရှိတယ်အဲ့ဒါကကျွန်တော်တို့ရဲ့ video link ကိုကျွန်တော်တို့ကတင်ရတာပေါ့နော်တင်သွင်းရတာအဲ့ဒါဆိုကျွန်တော်တို့ကအမှန်50တန်းရမယ်အဲ့ဒါဆို emo တန်းပြီးပေါက်မှာဖြစ်ပါတယ်โอเคအဲ့ကျွန်တော်တို့ကအလဲဟာဝယ်လုပ်မယ်အမှန်50တန်းလို့ချင်တာဆိုတော့ကျွန်တော်တို့ကဒီဟာဝယ်လုပ်မယ်ဒါပေမဲ့သူ့ရဲ့စီကံချက်ကရှိတယ်ကျွန်တော် hat တက်ထည့်ရမယ်ပေါ့နော်ဒီမှာကတင်သွင်းမဲ့ဟာအများကြီးရှိတယ်ဒီမှာ YouTube ရှိတယ် Facebook ရှိတယ် Instagram ရှိတယ် TikTok ရှိတယ်ကြိတ်တဲ့နဲ့တင်လို့ရတယ်ပေါ့နော်ဒါပေမဲ့သူကဒီမဲ့ hashtag တော့ထည့်ရမယ်လို့ပြောတာဒီနောက်တို့နဲ့mobile legend ရဲ့ collection လောက်ထားတဲ့ပုံစံမျိုးဒီ hashtag ကိုတော့ထည့်ရမှာဒါပေမဲ့ကျွန်တော်အဲ့ဒါကိုမထည့်တော့ဘူးလွယ်ကူနဲ့တန်းပြီးတော့လုပ်လို့ရအောင်ကျွန်တော်ကတွေ့ရဲ့ link ကိုကောက်ထည့်လိုက်မယ်ပေါ့နော်အဲ့ဒါဆိုကျွန်တော်တို့အမှတ်50တန်းရမှာဖြစ်ပါတယ်ဒါဆိုကျွန်တော် draw တန်းလိုက်လို့ရမယ်ပေါ့ okay အဲ့ကျွန်တော်တို့ဒီမှာပထမဆုံးတင်သွင်းပြီဆိုတော့ကျွန်တော်နှိပ်လိုက်မယ်အဲ့မှာကျွန်တော် YouTube လေးကိုရွေးထားလိုက်မယ်ဗျာနော်YouTube ကိုရွေးထားမယ်ပြီးကျွန်တော်တို့က YouTube လေးကိုသွားလိုက်မယ်ပြီးကျွန်တော်တို့တွေ့ရဟာပေါ့ဗျာဒီတွေ့ရ video နှိပ်ပြီးကျွန်တော်ဒီမှာ share လေးကိုနှိပ်ပြီးတော့ link လေးကို copy ကူးလိုက်မယ်နော်ပြီးကျွန်တော်ပြန်ထွက်မယ် YouTube လေးထွက်လိုက်မယ်ပေါ့ပြီးကျွန်တော်ဆိုတော့ link နဲ့ပြန်ဝင်မယ်ပြီးကျွန်တော်ဒီမှာ link လေးကိုထည့်မယ်ပေါ့နော်ကိုထည့်တဲ့ link ရ YouTube ဆို YouTube ကိုရွေးမယ် Facebook ဆိုရင် Facebook link ဆိုရင် Facebook ကိုရွေးမယ် Instagram ဆိုရင် Instagram link ကိုရွေးမယ် TikTok ဆို TikTok link ကိုရွေးမယ်ကျွန်တော်က YouTube မလို့ YouTube ကိုရွေးထားမယ်ပြီးတော့တင်သွင်းမျိုးနေလိုက်မယ်โอเคဒါကျွန်တော်တို့အမှန်50ရသွားပြီတကယ်တမ်းဒီ event ကလောက်အောင်မှာတော့ဒီတကယ်သူကပေးတဲ့စုတွေ reward တွေအမှန်ကလိုချင်တယ်ဆိုရင်โอเคဒါကျွန်တော်တို့အမှန်50ရသွားပြီတကယ်တမ်းဒီ event ကလောက်အောင်မှာတော့ဒီတကယ်သူကပေးတဲ့စုတွေ reward တွေအမှန်ကလိုချင်တယ်ဆိုရင်တော့ဒီ hashtag လေးထည့်ပြီးပို့လို့ရတယ်သူများ video ထည့်လို့မရဘူးပေါ့နော်ဒါပေမဲ့ကျွန်တော်က emote ပဲယူပြတာဆိုတော့ကျွန်တော်ကလွယ်လွယ်ကူဖြစ်သွားအောင်ဒီ video တွေ့ရ video လေးကိုကောက်ထည့်တာဖြစ်ပါတယ်အပြင်ကျွန်တော်မရကြုံမျိုးနေတယ်โอเคဒါကျွန်တော်အမှတ်က60ဖြစ်သွားပြီဒါကျွန်တော် draw လဲလို့ရသွားပြီเนาะပထမဆုံး draw မှာလည်းသူကဒီ emo ပေးမှာဖြစ်ပါတယ်โอเคအဲကျွန်တော်လှည့်ကြည့်လိုက်အောင်လေ5မုတ်တော့ရပြီနောက်နေတာ5မုတ်โอเคဒါကျွန်တော်တို့
emote ကိုကျွန်တော်တို့အင်္ဂိမ်းကိုလှမ်းပို့လိုက်ပြဖြစ်ပါတယ်ဒီမှာကျွန်တော်စုလက်ဆောင်ကိုတည့်ရအတွင်းတည့်ရအင်္ဂိမ်းမေးပေါက်ကိုပို့ပေးမှာဖြစ်ပါတယ်ကျွန်တော်တို့ကတော့ကျွန်တော်တို့မကြောက်ဘူးเนาะ9မိနစ်လည်းရောက်တယ်တစ်ခါတန်းလည်းရောက်တယ်အဲ့တော့တစ်ချက်အတူတူစစ်ကြည့်မယ်ပေါ့နော်ဒီမှာကျွန်တော်တို့ login ဝင်ထားဖို့လိုတယ်ကြည့်ကျွန်တော်တို့ emote ကတော့ရပြီဂိမ်းထဲကိုတစ်ချက်ပြန်ဝင်ကြည့်မယ်โอเคတခါလေးရတော့တန်းရောက်တယ်ဗောနော်တခါလေးတော့စောင့်ရလည်းရှိတယ်ကဲတစ်ချက်ကြည့်အောင်မရောက်သေးရင်တော့ကျွန်တော်ယူမပြတော့ဘူးနော်โอเคရောက်တယ်တန်းပြီးရောက်လာဖြစ်ပါတယ်အဲဒါကျွန်တော်တို့အဲ့ဒီကိုတစ်ချက်နှိပ်ကြည့်လိုက်တော့ဒီမှာ emote တွေယူလိုက်မယ်နော်no no okay ဒါကတော့ကျွန်တော်တို့အဲ့ဒါကိုဂိမ်းမလို့ခွတ်တဲ့ပြင်ပါခင်ဗျာဟောဘေးနာအထူးညံ့နေပါဝိုင်းလေအဆိုးအထူးနောက်မှာပါခင်ဗျာ